အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဖြစ်ရစမ်းကျဲဖြစ်ရတင်နဲ့ပြည်နေနေတဲ့ရွာလေးအကြောင်းကိုရိုက်ကူးထားတဲ့ဇတ်လန်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒီဇတ်လန်းလေးကိုအစဆုံးနားထောင်ကျင်တာပဲဖြစ်ဖြစ်သဘောကျတာပဲဖြစ်ဖြစ် comment မှာ okay လေးနဲ့မှတ်ခဲ့ပါအောင်ကျွန်တော်အပိုင်းစစ်လေးဆက်လက်တင်ဆက်ပေးပါမယ်ဒီမြစ်ထဲမှာတည်ဆုံးခဲ့တဲ့သားကောင်မှန်သမျှဟာရုပ်အလောင်းနဲ့ခေါင်းနဲ့တွဲလျက်သားပြန်မတွေ့ခဲ့ရပါဘူးဇလန်းအစမှာတော့ကြောက်ရွံ့သုံးလုံးနေရတဲ့ဝေးလံခေါင်ပြတဲ့ရွာလေးတစ်ရွာကိုပြတာထားပါတယ်။အဲ့ဒီရွာမှာမြစ်အနီးနားမှာကျက်စားတဲ့ခေါင်းပြက်ဘလူးအကြောင်းထိတ်လန့်စရာဒဏ္ဍာရီတစ်ခုပြန့်နှံ့နေပါတယ်။အဲ့ဒီတရဝါဟာမြင်နာနီးတဲ့ဒူမနှမကိုအမဲလိုက်ပြီးတော့ခေါင်းပြက်ကခေါင်းမပါတဲ့အလောင်းတွေကိုမြစ်ထဲကနေကမ်းပေါ်ပြစ်တင်လေးရှိတယ်လို့ဆိုကြပါတယ်။အစပိုင်းမှာတော့ဒါဟာပုံမြင်တစ်ပုတ်လိုပဲထင်ခဲ့ကြပေမယ့်တဖြည်းဖြည်းနဲ့လူသေးဆုံးမှုတွေတကယ်ရှိလာတဲ့အခါမှာတော့ရွာသားတွေကမျက်နှာကိုမကက်ရဲကြတော့ပါဘူး။တရွာလုံးကလည်းလူပြောက်တိုင်းဒီဘလူးလက်ချက်လိုပဲတစ်ထည်လဲထင်နေကြတာပါပဲ။တနေ့မှာတော့နဂါးလို့ခေါ်တဲ့မိန်းကလေးတယောက်အစနာမရှိပျောက်ဆုံးသွားခဲ့ပါတယ်။သူမရဲ့ဖမ်းနက်ကိုမြေကမ်းဘေးမှာတွေ့ရပေမယ့်အလောင်းကိုတော့ရှာမတွေ့ပါဘူး။ရွာလူကြီးလီယံပါဝင်တရွာလုံးကနဂါးကိုဘလူးဖမ်းသွားပြီလို့အရှုံးပေးလိုက်ကြပေမဲ့နဂါးရဲ့ဒေါ်လီမွန်းကတော့ဒါကိုမယုံပါဘူးသူမကမျိုးကနာမည်ကြီးတဲ့ပုဂ္ဂလိကစုံတောက်ဖြစ်တဲ့ဒီတက်တက်စကေးကိုအကူအညီတောင်းလိုက်ပါတယ်စုံတောက်ကေးရောက်လာတဲ့အခါရွာသားတွေရဲ့ကြောက်ရွံ့မှုကိုချက်ချင်းတတိထားမိပါတယ်သူပထမဆုံးစုံစမ်းတာကတော့နဂါးရဲ့အိမ်မှာနဂါးရဲ့ဖခင်ဖြစ်သူပီဟာကတော့သူတမိတွေမပူပန်တဲ့အပြင်သူတမီအခြားယောက်ျားနဲ့ခိုးရကိုလိုက်ပြေးနေတာပါလို့ခနဲ့တဲ့ပြောပါတယ်ဒါပေမဲ့ကေးရဲ့စူးရှာတဲ့မျက်လုံးကနဂါးရဲ့အခန်းထဲကကြွေပန်းအိုးကွဲစားတွေကိုတတိထားမိသွားပါတယ်နဂါးကအချုပ်တဲ့မာလေးဖြစ်ပြီးတော့ပန်းအိုးစုတဲ့ဝါရဏမရှိတာကြောင့်ဒီပန်းအိုးစားတွေကဘယ်ကရောက်လာတာလဲဆိုတာတန်တရားဖြစ်เสียပါနောက်ပိုင်းမှာနဂါးကရွာလူကြီးရဲ့သမီးတူရန်နဲ့စကားများခဲ့ကြောင်းတူရန်နဲ့စေးဆက်ထားသူတက်အိုးလုပ်ငန်းရှင်နဲ့နဂါးနဲ့ချစ်တူတွေဖြစ်နေကြောင်းသိရပါတယ်။ပူဆိုးတာကနဂါးမှာတက်နေရတဲ့ကိုဝင်ရှိနေတာပါ။ဒါကြောင့်တက်ရောသူ့ရဲ့ဂုံတိတ်ခါရောငဲတဲ့ရွာလူကြီးမိသားစုပါလူတက်ဖို့အကြောင်းပြချက်ခိုင်းလုံးနေပါတယ်။ဖုံးကွယ်ထားတော့အမှန်တရားကိုစုံစမ်းရင်းနဲ့နဂါးပျောက်ဆုံးတဲ့ညကနဂါးရဲ့အဖေပီဟာနဲ့ရွာလူကြီးကတော့ပီဟောင်းတို့ဖောက်ပြန်နေတာကိုနဂါးကမြင်သွားခဲ့ကြောင်းပေါ်ပေါက်လာပါတယ်။နောက်ဆုံးမှာတော့ရွာလူကြီးတမီတူဟန်ကဝန်ခံလိုက်ပါတယ်သူမနဲ့နဂါးတို့တောထဲမှာစကားများရင်းနေတွန်းထိုးကြရာကနေနဂါးကောင်းနဲ့ကြောက်ဆောင်နဲ့ရိုက်မိပြီးတော့ပြီးသွားတဲ့အထင်နဲ့ပြစ်ထားခဲ့ပါတယ်ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီအလောင်းကအဲ့ဒီနေရာမှာမရှိတော့ပါဘူးအမှန်တရားကတော့ပီဟောင်ရွာလူကြီးကတော့ကသူမသမီးလက်ချက်ကိုဖုံးကွယ်ဖို့အတွက်တခိုးတောင်ကိုငားပြီးတော့နဂါးကိုအပြက်ရှင်းခိုင်းခဲ့တာပါဒါပေမဲ့တောင်ကမတက်ဖဲနဲ့နဂါးကိုတနေရာမှာဖမ်းထားပြီးတော့ပီဟောင်ကိုငွေညှစ်နေခဲ့တာဖြစ်ပါတယ်နောက်ဆုံးမှာတော့စုံတောက်ကြီးနဲ့မွန်းတို့ဟာနဂါးကိုတီဗီကနေအချိန်မီကဲတင်နိုင်ခဲ့ပြီးတော့ပီဟောင်တို့ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်ရွာလေးငိမ့်ချမ်းသွားပြီလို့ထင်ရပေမဲ့စုံတောက်ကြီးကို6လန့်နေတဲ့ခေါင်းပြက်ဘလူးကဘာလဲဆိုတာမသိရသေးပါဘူးနောက်ဆုံးမှာတော့အမှန်တရားပေါ်လာပါတယ်ရွာသားတွေမြင်နေရတဲ့ဘလူးဆိုတာတကယ်မရှိဘဲနေရွာကနတ်စရာတိုက်တဲ့ကာကွယ်ဈေးထဲမှာပါတဲ့စိတ်ကြွဈေးကြောင့်မြင်ရတဲ့အာယုံခြောက်ရှားမှုတွေဒါဖြစ်နေပါတယ်ဒီနတ်စရာလွန်ခဲ့တဲ့အနှစ်30ကရွာသားတွေမတရားခေါင်းဖြတ်တက်ခဲ့တဲ့မိသားစုတွေကတဦးတည်းတော့အသက်ရှင်ကျန်ရစ်သူကလေးငယ်ဖြစ်ပါတယ်သူကဂလက်စားချီဖို့အတွက်ရွာကိုပြန်လာပြီးတော့စေးဝါးတွေနဲ့ရွာသားတွေကိုအာယုံခြောက်ရှားအောင်လုပ်တာဘလူးရောင်ဆောင်ပြီးတော့ရန်ညိုးရှိသူတွေကိုတယောက်ပြီးတယောက်ခေါင်းဖြတ်ခဲ့တာဖြစ်ပါတယ်စကားအဆုံးမှာတော့စုံထောက်ကြီးဟာရွာကိုဖျက်ဆီးခဲ့တဲ့တကယ်ထိတ်လန့်စရာအကောင်းဆုံးအရာဟာတခြားကဘာကတရေတပံမဟုတ်ဖဲနဲ့ရာစုနှစ်နဲ့ချီပြီးအမုန်းတရားကိုမွေးမြူခဲ့တဲ့လူသားလင်ဖြစ်တယ်ဆိုတာကိုနားလည်သွားပါတော့တယ်နောက်ထပ်ဗီဒီယိုကောင်းလေးဆက်လက်တင်ဆက်ပေးမှာမလို့ subscribe follow နဲ့ကူညီခဲ့ပါအောင်ခင်ဗျာ